ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ rank မှာရော tournament တွေမှာပါအရန်ကျန်းနေတဲ့ Leo Mod ကိုဘယ်လိုဆွရမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ် Leo Mod က enemy ဘက်က Mero Maxman တို့ကိုအလွယ်လေးဖြတ်လို့ရတယ်။ကာရလွယ်ပြီးတော့ impact လည်းအရန်များတယ်။ဒီနေ့ဗီဒီယိုမှာတော့ Leo Mod ကို Pro တယောက်လိုဘယ်လိုဆွရမလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံး Leo Mod ရဲ့ passive အကြောင်းကိုရှင်းပြပါမယ်။ Leo Mod ရဲ့ passive ကအရင်ကလို enemy HP 50% အောက်မှာ critical ထွက်တာမျိုးမဟုတ်တော့ဘဲနဲ့ Leo Mod ရဲ့ဒီ energy တန်းလေးပြည့်သွားတာနဲ့ basic attack က 200% critical damage ထွက်မှာဖြစ်ပါတယ်။ Leo Mod ကပုံမှန်ဆိုရင် critical တော့မထွက်ဘူး။ဒါပေမဲ့ကိုဝင်လိုက်တဲ့ item တွေမှာပါတဲ့ 1% crit chance တိုင်းက 1% critical damage အဖြစ်ပြောင်းလဲပေးတော့မှာဖြစ်ပါတယ်။ဆိုလိုတာက Berserker Fury လိုမျိုး item ဝယ်ထားရင် critical အရန်ထွက်ပါမယ်။ Leo Mod ကမျက်စိရင် energy ပေးတာပုံမြန်မယ် energy တန်းပြည့်လို့နောက်လာမဲ့ basic attack ကသွေးလက်တက်မယ် critical လက်တက်မယ်လည်းထွက်မယ်ဆိုတော့ Leo Mod ကဘယ်လောက်ကျန်းမလဲဆိုတာ brother တို့နားလည်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်စော့တဲ့ item နဲ့ emblem ပါဒါဆိုရင်ကျွန်တော် skill combo လေးပြောပြပါမယ်ပထမ combo ကတော့ enemy ကိုအနားမှာရှိနေရင်ဒီ combo ကိုသုံးပါနောက်တစ်ခုကတော့ enemy အဝေးမှာရှိနေရင်ဒီ combo ကိုသုံးပါအဲဆိုရင်ကျွန်တော်တို့ gameplay လေးစလိုက်ရအောင်ဗျာ Leo Mod ရဲ့ skill 1 က damage အရင်များတာမို့လို့ကျွန်တော်တို့ပတ်စားရတာတော့တခြား hero တွေထပ်ပို့ပြီးတော့မြန်တယ်ဒီမှာ Franny ကတော့လုံးဝအစကတည်းကပိတ်ဆွဲနေရဗျဒါ Franny ရဲ့ robot ကိုကျွန်တော်စားလိုက်အောင်မယ်Fanny ရဲ့ robot ကိုစားပြီးတော့ရဆိုအလဲလင်းရ Fasa ရဲ့နှစ်တောင်ဖြတ်စားတော့မှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်ကအပေါ်ပြန်တက်သွားတယ်ကျွန်တော်ဘေးနားကနေမကြောက်မောဒီကောင်ကဖြတ်သွားတယ်ကျွန်တော်မှလည်း scale 2လေးနဲ့ရှိတာဆို scale 2လေးတုံးပြီးတော့ scale 1လေးနဲ့အတားလေးထိုးချလိုက်တာဒီလိုနဲ့ပဲကျွန်တော်ရဲ့ robot လေးကမစားရသေးဘူးဆိုတော့ကျွန်တော်ရဲ့ robot လေးကို Fanny ကကြိတ်နေပြီအဲ့မှာပဲကျွန်တော် Fanny က cable ဆွဲကျွန်တော်လည်းဖင်ရပြီးတော့ level 1ကြီးထိုးလာရှော့ရောskill 2ကလည်းကိုတောင်းလည်းမရဆိုတော့ပြေးလို့ကလည်းမရတော့ဘူးအေးမင်းက emote ပြထားတွေ့မယ်မင်းတွေ့မယ်ကျွန်တော်ကတော့အခုမှထွက်လာတဲ့ super Fanny ကတော့အလဲလေးမှာတပြုံပြုံနဲ့ဆွဲနေပြီအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဘက်ကတော့ကျွန်တော်တယောက်ပဲတစ်ကောင်တက်ထားပြီးတော့ enemy ဘက်ကတော့9ကောင်တက်ထားပါတယ်လူပဲလေးစားပြီးတော့ဒီ ASP 3လေးစားမယ်ပေါ့ level 5လေးရတော့တာတယ်ပဲတရားလဲဆိုင်ရတော့မှာဆိုတော့တာတရားတော့ဘယ်သူမှလုံးမနေဘူးကြ Fanny ကလည်းမလာသေးဘူးဆိုတော့ကျွန်တော်ရင်လောက်လိုက် off Fanny ရောက်လာပြီ level 2ကလည်းမရှိတော့ဘူး level 2ရှိတယ်ကငါမှမြင်းရှိသေးတယ်ကွာဟဲ့ငါမှမြင်းရှိသေးတယ်ရောအိုးဒီကောင်ကျိုးပဲဆွဲတတ်တာ retry မပေါက်တတ်ဘူးကျွန်တော်က retry ပေါက်တတ်တယ် brother တို့ကောက်ဆိုရင်ဒီကောင်နည်းနည်းလေး easy လေးနည်းနည်းပြန်ဆုပ်လို့ရတယ်Fanny ရဲ့ robot ကိုတော့စားလို့မရတော့ဘူး ultimate ကလည်းမရှိတော့ဘူးဆိုတော့ Fanny ကလည်းပြန်ထွက်လာပြီဆိုတော့ဒီ monster လေးကိုစားပြီးတော့ပဲပြန်ပတ်မယ် brother တို့လည်း jungle ဆောက်အောင်နေဆိုရင်ဒီ enemy ဘက်က crit လေးတွေရရင်ရတဲ့လောက်စားထားတာပို့ပြီးတော့ကောင်းမယ် robot ရရင် robot ကြိတ် blue ဘက်ရရင် blue ဘက်ကြိတ်ဒါမှ enemy jungle ထက်ကိုကလည်းတာပြီးတော့ကိုက enemy jungle နဲ့ကောင်းကောင်းကြီးရှင်ချလို့ရမှာဗျာဒီလိုနဲ့ပဲဘတ်တွေအကုန်စားပြီးတော့ online ရောက်မှာဘတ်တွေဖြစ်နေတာဆိုတော့မဖာစာလေးကို level 1လေးနဲ့ထိုးလို့ရအောင်ဆိုတော့ဒါလေးထိုးလိုက်တယ်ဒီမှာ Leslie ကိုတတ်မလို့ပြန် Leslie က flicker ခုံသွားဆိုကျွန်တော်ဟိုဘက်လိုက်ရမလို့ဒီဘက်လိုက်ရမလို့နဲ့ဖြစ်သွားပြီးတော့ဖာစာတစ်ကောင်ပဲရတယ်ပါတယ်Fanny မလို့ကတော့ရောက်လာတယ် Fanny မရောက်လာပြီးတော့ကာတိုကာချာကိုဒီကောင်ကောက်ချင်တာဗျတော့ကာတိုကာချာကိုကောက်ချင်ရင်ဟိုကောင်အရန်မာနေတော့သူပဲပြန်တည်သွားဒါဆိုရင်ကျွန်တော်တာတေကို AC လုပ်လို့ရတယ်တာတယ်လုံနေတဲ့အချိန်မှာပဲဟိုဘက်က Leslie ကကျွန်တော်တို့နောက်မှလာပြီးတော့ရောင်ဝါးလာလို့နေတဲ့ကောင်အောင်လို့ရှူဝါစာပြန်လုပ်ပေးလိုက်ရင်ဒါလေးနဲ့ရိုက်ပြမဲမေးရလဲလာလှုပ်ချင်တာရော့အေးတေတော့မပြင်းမောက်စင်းနီမလည်းအနောက်မှာချိုးကပ်ပေါ်ဆွဲနေပြီတော်သေးရဲ့ brother တို့ရေbase ကနေတွေးဖြစ်ပြီးပြန်လာပြီးတော့ robot လေးစားမယ် robot လေးစားပြီးတော့မှ Fanny ရဲ့ blue bag ကပေါ်လာဆိုတော့ Fanny blue bag ကိုတွားတိုက်မယ် Fanny က blue bag မရှိရင်ဘာမှမဟုတ်လေမေးလေးလာတော့နည်းကျွန်တော်နည်းနည်းလေးတတ်လိုက်တယ်။နောက် blue bag တော့စားနေပြီဒီကောင် blue bag တော့စားနေပြီရော့နည်းကတော့လုတ်ပေးမယ်တော့တွေ့လား brother တို့ Leo Mod တမ်းမီအောင်စောင်းရမ်းကျန်းတယ် brother တို့ရေဟို Fanny တွေးကိုကိုင်းတာတော်တော်လေးကွာ
အောက်လိမ့်မှာလည်းအဲ့လိုရှူရှောင်းနည်းနည်းလေးဖြစ်နေတာဆိုတော့ကျွန်တော်လည်းဝင်ပါလိုက်အောင်မယ်အဲ့ဒီမိတ်ကလည်းပွင့်တော့မှာဆိုမှလက်စလီကိုလက်စလီကတော့ဖလီကာခုံသွားတာဘရာဒါလို့ရေးမှဖရန်ကိုကဂျေဂျီမီရောကျွန်တော်အဲ့ဒီကိုက်ကုန်ရောမှကောင်းပါလေလည်းမခွာလေးနဲ့ပဲပေါက်ပေးလိုက်တာဟမ်ရောငါသားလေးကိုလည်း level 1လေးနဲ့ပဲဖြတ်စားပေးလိုက်ရှုပ်လို့ဟမ် level 1 damn ကြီးစောင်းရမ်းများတယ် brother တို့ရေငါသားလောက်ကတော့ဟမ်သွေးတော့လောက်ကိုင်းမယ် level 1တစ်ချက်စုထိုးလိုက်ရင်တော့အဲ့လိုနဲ့ပဲ fanny ရလည်းတည်နေတာဆိုတော့ကောင်းရဲ့ blue belt လေးကလည်းပေါ်တော့မှာဆိုတော့ blue belt လေးကိုဖြတ်စားလိုက်ငါသားလေးကတော့မှခြုံနေကနေကျွန်တော်ကြောက်ပြီးထွက်ပြေးတော့မင်းက retreat ရှိတယ်မင်းကကောင်းမင်းလုံးလုံးမရအောင်နေမပြန်လာနေအဲ့ဒီမိနဲ့ထိုးပြီးရောအမမပြန်ရင်ဟောမ recall လေးကိုမထိုင်ပြပေးလို့မင်းတို့ကောင်းတော့ဟမ်အိမ်မပြန်ရင်ပဲဖင်ရတဲ့ကောင်ကတော့လာမင်းလဲလာဒီကောင် retreat ပေါက်သွားတော့ဒီကောင်ကတော့ဟိုတော့ရသွားတယ်ကျွန်တော်တော့ပြေးလိုက်နေနော်ဒီကောင်က energy လည်းမရှိတော့ဘယ်နဲ့ငါနောက်ကိုလိုက်ပြီးတော့ဘာလို့တာလဲမသိဘူးနေအဲ့ဒီကလည်းပွင့်တော့မှာဆိုဒီကောင်လေးနောက်ကိုနည်းနည်းပြန်လိုက်လို့ရတယ်အဲ့ဒီပွင့်တော့မယ်ဘာသာလို့ရေးအဲ့ဒီပွင့်တော့မယ်ရောဒါပဲrecall လေးကိုဆက်ပဲနေပြီးတော့ရောရွှင်ကောင်းဒီကောင်ပြေးတော့ဒီကောင်မလွတ်အောင်လုပ်မှာဆိုယူလောက်ကတော့ level 1လေးပဲထိုးပြီးတော့ဒီကောင်ဖြတ်တက်ပြီးလာမယ်နေကောင်းဆောင်ပြန်ကျင်နေကလေးလေးပြန်ကျင်နေရောလီယိုမောဆော့ရဲ့ဒါကတော့တခုတိထားမှာနည်းနည်းကောင်းကအထဲအနောက်ထဲကိုဝင်ပြီးတော့ချရတဲ့ဟီရိုပေါ့နော်ဒီကောင်ကတော့ enemy ဘက်ကမေးလို့ maximum နဲ့ကိုလိုက်ဖြတ်တာပေါ့လိုက်ဖြတ်ဒါလေးကောင်း critical ကအများများတဲ့ခါကျတော့ဒီ maximum တို့မေးလို့ကြာအတာလေးဖြောက်လို့ရတယ်အဲ့ဒါဆိုဒီတန့်တွေကိုအရင်မချနဲ့enemy ဘက်ကမေးလို့ maximum တို့ကိုအရင်တစ်ချက်ကြည့်အကောင့်တွေကိုပဲရွေးတက်ဒီတန့်နေကြတော့နည်းနည်းဒီသူ့ရဲ့မျက်စိရဲ့ကြာကျင်ကလည်းနည်းနည်းနေဆိုတော့ enemy ဘက်ကမေးလို့ maximum တို့ကိုမျက်စိပြီးတော့တိုက်တာတော့ပို့ပြီးတော့ကောင်းတယ်ဒီနားမှာတော့ကျွန်တော်နည်းနည်းစဉ်းစားသေးတယ်ဗျာကာတူကလည်းအဲ့ဒီခုံတော့မှာဆိုတော့အဲ့ဒီ3လိုက်ရအောင်လို့ဒါပေမဲ့ over က enemy ကတာဝါလေးဒီဘက်သွားပြီဆိုတော့ကျွန်တော်တို့တော့ပဲပြေးလောက်လိုက်မယ်ကဲကျွန်တော်တို့လော့လဲလောက်ပြီးသွားပြီဆိုတော့ဘက်လေးသွားစားလိုက်အောင်မယ်ချောင်းကတော့ကျွန်တော်ရဲ့ blue bag ကိုဆွဲနေပြီဗျာဒီကောင်ကတော့ဘက်တွေလေးစားပြီးသွားပြီလော့ကလည်း truck လာဆိုတော့ Leslie ကလည်းကျွန်တော်နားလိုက်မှာနည်းနည်းလေးရှုပ်နေရတယ်ဒီကောင်လှုပ်ချင်သွားပြီမြန်ဒီကောင်က Flicker ခုံသွားတဲ့ခါကျတော့ Fasa လည်းရှိသေးတယ်ဆိုတော့ Fasa ကိုဝင်လို့လိုက်ပြင်မယ်အင်္ဂါ၄နဲ့ပဲ truck ပြေးသွားတယ်ဆိုတော့ကျွန်တော်ဒီကောင်မှတော့ hero game မရလိုက်ဘူးကျဲ blue bag လည်းရှိသေးတယ်ဆိုတော့ blue bag ဆွဲလိုက်အောင်လေ blue bag ဆွဲပြီးတော့အောက်လင်းကလော်လေးနဲ့နည်းနည်းပြန်တက်အဲ့ဒီကလည်းပွင့်တော့မှာဆိုတော့ကျွန်တော်နည်းနည်းရွှေချောင်းလေးသွားလို့လာမယ်အောက်လင်းမှာအပေါ်လိမ့်မှာတော့ချောင်းကတော့သူအပေါ်လိမ့်တာဝါယူနေတယ်ဒါပေမဲ့အလဲလင်းရလဲကျွန်တော်တို့ဒီ second tower တော့ရသွားပြီလက်စကီရောနည်းနည်းဖြတ်စင်တာလက်စကီရောတော့လောလောFrank ကလည်းသူ့ကိုတက်ကပ်ပေးထားဆိုတော့Frank ကလည်းအဒီခုံရပြီနည်းနည်းတော့လွဲသွားတယ်ဒါဆိုကျွန်တော်တို့ပြန်တော့ဖိုက်တာလေးတော့တေးရောက်ပါဆိုကျွန်တော်တို့ပတ်နေတဲ့အချိန်မှာနေတန်းတော့မပတ်ဖဲနဲ့သူနည်းနည်းတော့ပြန်ပစ်ချင်တယ်ညသူက ages လည်းရှိသေးတာဆိုတော့ ages နည်းနည်းတော့ကျန်တော့ ages ပြန်ပြိုသွားတဲ့အချိန်မှာ Fanny ဝင်လာတယ်level 2လေးနဲ့ပဲအသာလေးထိုးပေးလိုက်တယ်။မှာဖာစာကတော့အတင်းနေအာရမတွေရောငတ်တွေပြောင်းပြီးတော့အတင်းနေလိုက်ချင်တာ short ။မှာ Franco ကလည်းကျွန်တော်တို့နောက်ကိုရောရောင်လေးလိုက်လာပြီ။ရောင်လေးလိုက်လာဆိုတော့ level 2နဲ့ဆွဲခေါ်တာဗရာလာတို့ရေးနဲ့လွဲသွားတယ်။ရောခွာလေးနဲ့ပဲပေါက်လိုက်မယ်။ရောမင်းလိုက်ဒီကောင်မသေးသွားဘူးဆက်စီသွေးလေးပြန်ပတ်မှရမယ်ကျွန်တော်တို့Leslie ကလည်းကျွန်တော်အရင်လောက်ချင်နေတာဒီကောင်လည်းကျွန်တော်လည်းနည်းနည်းဖြတ်လို့ရမယ်ထင်တာ312 combo လေးပါဒီခါတော့312 combo လေးနဲ့ဒီကောင်အလားလေးတက်ပေးလိုက်အဲ့လိုနဲ့ပဲခွာလေးတွေရှောက်ပေါက်ပြီးတော့ကျွန်တော်တို့လော်ပဲစောင့်မှချင်ပါတယ်ဒီတိုင်းတော့တက်လို့မရဘူးဘက်ကလည်းနည်းနည်းမကင်းရောက်လာပြီဆိုတော့တန်လေးနည်းနည်းထွက်လာတော့ damage တွေတော့နည်းနည်းများနေလောက်ပြီဒါဆိုတော့ကျွန်တော်လော်လေးကိုပဲစောင့်ပြီးတော့ပဲကျွန်တော်တို့အခွင့်ပြန်တက်မယ်ကျွန်တော်တို့လိန်လေးတွေရှင်းပြီးတော့ချိုးနဲ့အတူအပေါ်လိန်ရဲ့မက်ကာကိုယူမှာဖြစ်ပါတယ်။ပေါ်လိန်ရဲ့မက်ကာကိုယူနေရင်းနဲ့ပဲဒီဆိုးယူပါဘာလို့ကောင်းမှမသိဘူးကျွန်တော်လည်းတိတ်တော့မမြင်လိုက်ဘူး။ဒီမှာ Leslie ကတော့ကျွန်တော် level 1မြင်လိုက်တာဒီကောင် Flicker ကတော့ခုံသွားတယ်ပဲ Flicker မြင်သွားပြီးကျွန်တော်တို့ရဲ့နေတန်ကတော့ Franco Chain နဲ့ပါသွားပြီ။ဒီမှာ
ကျွန်တော်တို့ဆိုယူကိုပြန်ရလိုက်တာဆိုတော့နည်းနည်းလေးတော့ပြန်ပတ်မှရမယ်လေလင်းရဲ့မက်ကာ try ချင်တော့ try လို့ရတယ်ကျွန်တော်လည်း short တော့မှာဆိုတော့နည်းနည်းတော့ပြေးလိုက်အောင်မယ်လေလိမ့်မက်ကာကတော့ရဖို့တော့နည်းနည်းများတယ်ဗျလေလိမ့်မက်ကာကတော့ကျွန်တော်မယ်လိမ့်မက်ကာကိုနည်းနည်းတော့ပြန်ယူလိုက်အောင်မယ်အဲ့ချိန်မှာပဲကျွန်တော်ကမှမြင်းရတော့မှာဆိုတော့မြင်းလေးနဲ့ပဲလက်စလီကတော့ short သွားတယ်ဒီမှာနောက်တစ်ကောင်က fasa ကိုကတော့ကာတိုကပဲနည်းနည်းအဆုံးသတ်သွားတယ်ဗျဒါဆိုရင်ကျွန်တော်တို့တရားလဲလုံးဝနိုင်သွားပြီဆိုတော့အန်လို့တော့ရပြီအန်လို့တော့ရသွားပြီအေးစေးအန်လို့တော့ရသွားပြီကျွန်တော်ရဲ့ဗီဒီယိုလေးကို brother တို့အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးကိုလည်းကြည့်ပြအောင် like and follow လေးလုပ်သွားပေးပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်